လိုကိုလူမျိုးလေးကြမရှိဘူးမနေ့ကတော့နည်းနည်းလောက်လေးလောက်ဝါပလိုက်ကိုအကိုင်းလို့ကဲဒါကတော့မရတဲ့ခါတော့တော်ကြီးတာပေါ့အေးပါကွာတော့အလီသိရင်တော့မတတ်နိုင်ဘူးနောက်တစ်နေ့ရောက်မှာပါဒါပြပြမှာပါအကုန်လုံးဟုတ်တယ်ဟုတ်တယ်ဆိုတော့ကအခုခမရလေဒီကလက်ရှောက်တော့ကလာပါလျောက်ရေတော်ရင်းနဲ့ငါလာလို့မင်းအဲ့မိုးရလို့မင်းချောင်းလာပြနိုင်တယ်လို့လူတပန်းကောင်းကိုထိုင်စားနေမယ်လားပြန်မယ်ဆိုပြန်ကြလာတာဟုတ်လေခင်ဗျာဘီယာလေးပါလေးတောက်ချင်လဲလာခဲ့လို့ကျုပ်ကတော့ဒီပဲဟုတ်လေ